ဒီဆက်လေးတစ်ခုကိုကျွန်တော် trade လုပ်မယ်ညီလေးမှာဘာရှိလဲရှိတာလေးနဲ့ဒီဆက်လေးတစ်ခုနဲ့လဲမယ်စပြီ तू ကတော့ဘာစပေးမလဲတော့မသိဘူးနော်ဘောပင်အေးအဲ့ဒါဆက်လေးနဲ့ဘောပင်နဲ့လဲမလားလဲโอเคအဲ့ဒါလဲရမယ်အဲ့ဒါအခုနောက်လူကိုဒီဘောပင်နဲ့ပဲကိုစပြီးတော့လဲလိုက်တော့မယ်နော်အဲ့တော့ဒီပစ္စည်းနဲ့အခုမှရှိတဲ့ပစ္စည်းတစ်ခုနဲ့လဲမယ်ရတယ်ကျွန်တော်မှရှိဒါပေမဲ့ short ရှိရတော့အဲ့ဒါဘာပစ္စည်းလဲဟမ်အဲ့ဒါပြဿနာပဲအဲလောက်ပါကြံဖန်ပြီးလောက်ပါကြံဖန်ဘောရိုင်းအောင်မှထုတ်နေပြီနော်မီချင်းနဲ့လဲမယ်ကျွန်တော်မီချစ်နဲ့ဒီဘောပင်နဲ့စလဲမယ်နော်ကျွန်တော်မီချစ်စလုံးရပြီဒီမီချစ်နဲ့စပြီး trade မယ်ညီမလေးနဲ့အကိုနဲ့ပစ္စည်းတစ်ခုကိုလဲမယ်ဒီမီချစ်နဲ့ညီမလေးမှရှိမယ်ပေးခြင်းနဲ့အလားတစ်ခုပါရှိလဲပေါ့โอเคအဲ့ဒါမျက်မှန်နဲ့မီချစ်နဲ့စလဲလိုက်ပြီနော်ညီမလေးသဘောတူရမလားတူတယ်မျက်မှန်နဲ့မီချစ်နဲ့ကျွန်တော်ရပါပြီနောက်ထပ်ပစ္စည်းတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ trade မယ်နော်အကိုကဒီမျက်မှန်နဲ့ညီမမရှိတဲ့ပစ္စည်းတစ်ခုနဲ့ပြန် trade ရှင်လို့ညီမပေးတဲ့ပစ္စည်းကိုပဲအကိုကနောက်လူနဲ့ပြန်လဲရမှာဘာနဲ့လဲခြင်းလဲ多这个没收到呢，对。ညီမလေးအဆင်ပြေတာပဲအမှတ်တရလည်းဖြစ်တာပေါ့ OK， စပြီးချိန်လိုက်တော့မယ်နော်ကျေးဇူးတင်ပါတယ်ညီမနော်ဟုတ်ကဲ့ဒီမှာကီးချိန်သူပေးရနေမယ်နော်သူပေးတဲ့ကီးချိန်လေးအခုမှရှိတဲ့ဒီပစ္စည်းနဲ့ညီမလေးတို့မှာပါလဲပစ္စည်းတစ်ခုနဲ့ trade ရှင်တယ် trade လို့အဆင်ပြေမလား 是的，是呀，那看你游戏。ရတယ်ကိုကြီးအကိုညင်မိုင်ဝင်မရှိဘူး trade လုပ်တာပဲ还有，我看你吧喏。ဘာမျိုးစားလေးလဲပြလိုက်ပါဦးခင်ဗျာ Novo Velvet Meat 吧。ကဲအဲ့တော့လဲလိုက်ပြီနော်ဒီနှခမ်းကြီးကနေစပြီးတော့နောက်တစ်လူပြန် trade တော့မယ်အဲ့တော့အခုမှရှိတဲ့ဒီပစ္စည်းနဲ့ညီမတို့မှရှိတဲ့ပစ္စည်းတစ်ခုနဲ့အကို trade လုပ်ရှင်တယ်ဘာမှတော့မရှိဘူးပေးဖို့ညီမရောရှိလားဘာရှိလဲနှခမ်းနေရောရှိရယ်ကြတော့ဒီကောင်လေးနဲ့နော်ဒီနှခမ်းလေးနဲ့ပဲပြန်ပြီးတော့စပြီးလဲလိုက်တော့ baby bright နော်အဲ့တော့ဒီနှခမ်းလေးနဲ့ဒီကောင်နဲ့လဲမယ်နော် okay နော်အဲ့တော့ဒီပစ္စည်းတွေကိုအကို trade လုပ်ရှင်တယ်ဘာဖြစ်လို့စင်ပြေလောက်လဲရှာရီဘောင်းမီအိတ်ကလေးစုံပြီဘာဖြစ်လဲ calculator calculator နဲ့ဒီနှခမ်းလေးနဲ့စလဲမယ်နော်အဲ့တော့ကျွန်တော်လက်ထဲမှာ calculator ရောက်ပြီအဲ့တော့နောက်ဘာဆက်လဲရမလဲမသိသေးဘူးကျွန်တော်လက်ထဲမှာ calculator အခုရောက်နေတယ်အဲ့တော့အခုမှရှိတဲ့ပစ္စည်းတစ်ခုနဲ့ trade လုပ်မယ်ဆိုရင်ရောအကိုဘာပေးလို့စင်ပြေမလဲလက်ကောက်စင်ပြေတာပေးရလက်ကောတော့သူမသိသေးဘူးပြီးနေရှိနေလေပြီးရင်ပြောပြမယ်နော် okay အဲ့တော့ကျွန်တော်စပြီနော်ဒီမှာ calculator နဲ့ဒီကောင်နဲ့လဲလိုက်ပြီနော်ဒါမင်းကလေးလက်ကောက်အဲ့တော့အကိုပေးတဲ့ပစ္စည်းကိုကျွန်တော်စပြီးတော့ပြန်ဖိတ်လိုက်အောင် Okay brother ဒီမင်းကလေးလောက်ကိုရောက်နေတဲ့ကြောင့်ညီလေးတို့တောင်းအောင်တဲ့မှာရှိမဲ့ပစ္စည်းတစ်ခုနဲ့အကိုဒီပစ္စည်းလေးနဲ့အကို trade လုပ်ရှင်တယ်အဲ့တော့ညီလေးတို့ဘာအဆင်ပြေလဲဘာလဲ Pokemon ထွက်လာပြီညီလေးကြည့်ပြီးရနော်ကြည့်ပြီးနော်အေးဟုတ်ပြီကြိုက်သွားပြီရော့လဲလိုက်ပြီအမှတ်တရလေးဖြစ်တာပေါ့ okay နော်တခါတန်းတော့ပို့လိုက်